နော်ဆယ်အကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်အတွေ့အကြုံနဲ့ပတ်သက်တာကိုမျှဝေနေပေါ့နော်နော်ဆယ်ဒီလုံးကိုကောင်းမကောင်းတိုင်းတဲ့အခါမှာကျွန်တော်တို့ဘယ်လိုမျိုးတိုင်းတင်လဲဘယ်လိုမျိုးတိုင်းတင်လဲကျွန်တော်တို့တိုင်းနေတဲ့ဟာတွေကဘယ်လောက်ထိမှန်လဲပေါ့နော်ဒါတွေပေါ့ဒါတွေကိုကျွန်တော်တို့ဆွေးနွေးချင်တာပေါ့နော်အဲ့တော့ခုနော်ဆယ်ဆိုတာကိုကျွန်တော်ရှင်းစာရတော့သင်ပေးခဲ့ပြီပေါ့နော်စာရတော့ကျွန်တော်ရှင်းပြခဲ့တယ်ဘယ်လိုလဲဆိုတော့ကျွန်တော်ဒီဘက်မှာသူ့ရဲ့နော်ဆယ်ကကျွန်တော်တို့ point နော်ဒီထဲမှာ point လေးပါမယ်เนาะ point ကိုပြည့်စစ်ပေးလို့သူကတန်လိုက် sequence ဖြစ်ပြီးတော့ဒီမီတာဘားကိုကျွန်တော်ဆွဲပြီးတော့စီတိုင်းရဲလာတဲ့စီကိုအင်ဂျင်ထဲကိုဖြန်းစေတာပေါ့နော်သူရဲ့လုံးဆောင်ချက်ကတော့เนาะ ECU ကနှုတ်ထုတ်ပေးမယ်အပေါင်းကတော့ဖြူအဲ့လိုမျိုးခံလာပြီးတော့အပေါင်းနှုတ်ရောက်ပြီဆိုတာနဲ့သူကအလုံးလုံးမှာပေါ့ကျန်တဲ့ချိန်အလုံးမလုံးဘူးเนาะဒီတိုင်းရဲ့ C pressure ကအမြဲတမ်းထောက်ထားမှာပေါ့နော်30 45ပေါ့အဲ့တော့သူ့ကိုကျွန်တော်တို့ကအုံတိုင်းမယ်ဆိုရင်အုံစကိကစနစ်ဆိုတော့5ပေါ့နော်အဲ့တက်ချလိုက်ပါအဲ့တော့မှရှိတယ်ပေါ့နော်ကျွန်တော်1115တဲ့ပြရမှာလေပေါ့နော်နော်ဆယ်ရဲ့အုံတိုင်းကိုအဲ့လောက်ရှိမှကျွန်တော်အဆင်ပြေတယ်အုံတိုင်းကိုလုံးဝမရှိဘူးဆိုရင် open circuit ဖြစ်သွားတယ်နော်ဆယ်တက်မထားလို့ဖြစ်ပြီးတော့ပတ်မနေဘူးပေါ့နော်ပြီးရင်ကျွန်တော်တို့အုံတိုင်းကိုအရန်များသွားတယ်ဆိုရင်ဒီကောင်းနော်ဆယ်ကောင်းအလုံးမလုပ်တော့ဘူးပေါ့နော်ကောင်းအလုံးလို့အတန်အောင်မကြားတော့ဘူးနော်ဥမာနော်ဆယ်ပိတ်သွားလို့ပေါ့စီကလုံးဝအဖြန်းတော့ဘူးဒါအဲ့လိုပုံစံမျိုးဖြစ်ပါပေါ့နော်အုံတံကိုဘယ်လောက်များဆိုတိကျစာကြီးလို့ကျွန်တော်တို့100 200တွေဖြစ်သွားပြီဆိုရင်ဒါကအတဲကကျွန်တော်တို့ point က currency ကများပြီးတော့ point လေးတွေမဲသွားတယ်ဒီစစ်စီစဉ်မှုမကောင်းတော့ဘူးเนาะဒီပြင်းကြာလာရင်ပြတ်သွားမယ်ပေါ့နော်အဲ့လိုမျိုးအဲ့ကြောင့်မို့သူကစစ်စစ်ပြီးတော့လေကောင်းအလုံးမလုပ်ဘူးပေါ့နော်ကောင်းအလုံးလုပ်တဲ့ကျွန်တော်တို့ဒီ AC ကဘယ်လောက်လုံးခိုင်းသူကဖွင့်ပေးနိုင်တော့เนาะအဲ့လိုမျိုးပြတ်ထားလဲရှိတာပေါ့အဲ့တော့ကျွန်တော်တို့ပုံမှန်အဖြစ်တော့ကျွန်တော်တို့ nozzle လေးကိုဘယ်လိုစစ်လဲဆိုတော့ကျွန်တော်တို့စီဖြန်းလာကျွန်တော်တို့စီဖြန်းလာဘယ်လောက်ဖြန်းလဲအနည်းဝေးကျွန်တော်တို့အကွာဝေးကြည့်ပြီးတိုင်းတယ်ပြီးရင်စီမဖြန်းဘူးလားပေါ့နော်အဲ့ဒါနဲ့ကောင်းမကောင်းဆုံးဖြတ်ကြရမှာရတယ်ဒါဆိုရင်ကျွန်တော်ဒီ nozzle မှာဆိုရင်ကျွန်တော်စီက6ပေါ်လုံးကနေပြီးတော့ step မှုရတဲ့လုံးဝဆူဆူပြေးတာပေါ့နော်အိတ်စိုးတွေကပဲစီထွက်ကြတဲ့အထိများတဲ့ nozzle ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ကစီမဖြန်းတော့ဘူးစီတာထွက်နေတာပေါ့နော်ဒါဆိုရင်လည်းရတယ်ပွင့်သွားတယ်လို့ပြောတာပေါ့ဒီကောင်ဆိုရင်ကျွန်တော်ပိတ်သွားတာပေါ့နော်ပိတ်သွားဆိုတော့ nozzle ကအတန်တက်အော်နေတာပဲစီကလုံးဝထွက်မလာဘူးသူ့ရဲ့ pressure ကလည်း30 45ရှိနေတယ်ဒါဆိုရင်သူကလုံးဝပိတ်သွားတာပေါ့နော်ပိတ်သွားတယ်ဆိုရင်တော့ point တော့လို့တယ်ဒီထဲမှာမီတာဘာကအပေါ်မသွားတော့တာပေါ့နော်အတန်က point လို့တဲ့အတန်တက်ကြားနေတယ်မီတာဘာအလုံးလို့တဲ့အတွက်ကျွန်တော်တို့ဒီဟာလေးမကောင်းဘူးပေါ့နော်အဲ့လိုမျိုးရှိမယ်နောက်တစ်မျိုးကျကျွန်တော်ပြောသလိုပဲ point ရဲ့ဒီ resistance ကျသွားတာပေါ့နော် resistance တန်ဖိုးမြင့်သွားလို့ပြောမှာပေါ့မြင့်သွားတာတို့ကျွန်တော်တို့ပုံမှန်ဆိုရင်တော့ကျွန်တော်တို့ဆက်တော့ပြောတဲ့စနစ်တို့အုံတော့မရှိတယ်ပူတိုင်းကြောင်သွားတာတို့အေးနေတင်ကြောင်သွားတာဆိုရင်စီကန်းလုံးမှားသွားတယ်အဲ့လိုဟာမျိုးကြကျွန်တော်တို့ကဒီလိုပဲစောင့်ကြည့်ပြီးစစ်ဖို့အဆင်မပြေဘူးเนาะအတွေ့အကြုံပိုင်းနဲ့ဆုံးဖြတ်ရတာများတယ်အဲ့လိုပြဿနာတွေကဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်တို့ပူလိုင်းနှိုးများရှိရပြီးရင်ကျွန်တော်တို့ကီလိုကျွန်တော်တို့20တို့40တို့လောက်ဆွဲရတယ်အဲ့ကိုကြော်သွားပြီဆိုတော့ဒိုင်းနဲ့ထိုးရတယ်ပေါ့နော်အဲ့လိုပြဿနာတွေဖြစ်တာအဲ့ဒါတွေကတော့ကျွန်တော်အတွေ့အကြုံပိုင်းနဲ့စစ်ရတယ်သူ့ကိုတကယ်လို့ကျွန်တော်တို့တေးသေးချာစစ်ချင်တယ်ဆိုတော့ဘယ်လိုမျိုးစစ်ရမလဲကျွန်တော်တို့ကိုစစ်ဆေးနည်းတွေကတော့မမှန်ဘူးပေါ့နော်မမှန်နိုင်ဘူးသူ့ကိုတော့ load set ဆန်းရတယ်ကျွန်တော် integer cleaner machine တွေပါတယ်ပေါ့အဲ့လိုကြောင့်ကားလောကဆရာတွေတုံးတယ်ပြီးရင်ဆိုင်ကယ်လောကမှာဆိုတကယ်ပဲကြီးတွေကိုင်းတဲ့ဆရာတွေမြန်မာနိုင်ငံမှာဆို5-6ရောက်တော့ရှိမှာပေါ့နော်အဲ့လိုဆက်မျိုးကိုင်းတဲ့ဆရာကြီးအဲ့ဆက်တွေနဲ့ဆက်မယ်ဆိုတော့သိရတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဆက်တွေကကျွန်တော်တို့နောက်သက်တက်မယ်စီးပြရှာကျွန်တော်30-40ကျွေးထားတယ်ပြီးရင် low အပြန်ဆန်းတယ်စီခွက်ထဲမှာဘယ်လောက်ကြာလာလဲနော်အဲ့ဒါ high အပြန်တစ်ခါဆန်းတယ်စီခွက်ထဲမှာဘယ်လောက်ကြာလာလဲစီပြန်ကဘယ်လောက်ရှိတယ်ခွက်ရဲ့ leader ကိုကြည့်ပြီးတော့နှိုင်းရှင်လို့ရတယ်လေးလုံးတို့ဆိုရင်လေးလုံးကိုကျွန်တော်ချိတ်ပြီးတော့သူ့ရဲ့ခွက်မီလီမီတာထဲမှာဘယ်လောက် leader ကိုကြာလဲမှန်ရတာဘယ်လုံးကနေလဲများလဲနော် low အပြန်နဲ့ဆန်းတယ် high အပြန်နဲ့ဆန်းတယ်အဲ့လိုမှမညီဘူးဆိုရင်ကျွန်တော်တို့လိုလုပ်မလဲဆိုတော့ဒီမညီတဲ့အလုံးကိုကျွန်တော်နောက်က extra cleaner နဲ့ကျွန်တော်ဆေးတယ်ပေါ့ sonic cleaner နဲ့ကျွန်တော်တို့ဆေးရအဲ့ဆက်တွေကကြီးကြီးပါပြီးတော့ဆေးထုတ်တယ်ပေါ့နော်ဆေးထုတ်ပြီးမှကျွန်တော်တို့ပြန်ပြီးတော့ဆန်းတယ်ပေါ့နော်အဲ့ဒီ nozzle တွေကျတော့ကျွန်တော်တို့ကားတို့ကျွန်တော်တို့ဒီဘိန်းကြီးတဲ့ nozzle တွေကျတော့ဒါအစီကြီးကြတော့အဲ့ဒါကျတော့အဲ့လိုမျိုးဆက်တွေနဲ့လုံးတင်တယ်ပေါ့နော်အဲ့လိုဆက်တဲ့လုံးမှသာကျွန်တော်တို့ကတိကျကျ high RPM မှာဘယ်လိုရှိလဲ low RPM မှာဘယ်လိုရှိလဲဆိုတာကိုကောင်းကောင်းဆုံးဖြတ်နိုင်တယ်ကျွန်တော်တို့ခုစစ်နေတဲ့ဟာမျိုးနဲ့ဆိုရင်တော့
ဒီမဖြစ်နိုင်ဘူးเนาะအတွေ့အကြုံနဲ့စစ်ဆေးရရှိမယ်နော်ဆိုလုံးဆောင်ထားပြီးလေ့ရရှိမယ်နော်ဒါဘိန်းလေးနော်တွေဖြစ်တဲ့အတွက်ကျွန်တော်တို့တန်ကြီးအဖြစ်အသင်္ကန်းလောက်မရှိရပါတော့ဘိန်းကြီးကြတော့ကျွန်တော်တို့လုံးကို10သိန်း30သိန်း50သိန်း100ဖြစ်နေတာပေါ့နော်အဲ့လောက်ဆိုတော့ကျွန်တော်အဲ့ဒီဆောင်မျိုးတွေနဲ့စီးပြီးတော့စစ်တင်တယ်နော်စစ်ကိုစစ်ရမှာပေါ့နော်အဲ့တော့ကျွန်တော်ပြောလို့ပဲနောက်ဆုံးလုံးဒီရစစ်တင်တယ်ဆိုရင်ကျွန်တော်တို့ဒီကကင်းနာတို့ဒီကင်းနာရဲ့ tester ဆိုဆက်တွေနဲ့ပေါ့နော်ဒါ extra zone တွေဆိုတာကကျွန်တော်တို့ဒီခေါက်ထဲမှာကျွန်တော်တို့ဒီပေါ့နော် net တွေပါတွေကအစားထည့်လိုက်ပြီးဆိုရင်ဆေးတဲ့ဟာမျိုးကြီးတန်းရှိတယ်အဲ့တော့ original net တိုင်းဖြူခွေးသွားတာမျိုးပေါ့နော်ဒါ vibrate လုပ်ပြီးဆေးတာအဲ့ကောင်လေးနဲ့အဲ့ကောင်လည်းပါတယ်သူက cleaner လည်းပါတယ်ပေါ့နော်ဒီ tester လည်းပါတယ်ပေါ့နော်အဲ့set တွေဒီက tester လို့ပြောပါတော့နော် inner tester machine ပေါ့အဲ့လိုမျိုးနဲ့စစ်တဲ့ဆေးရဆိုရင်တော့ကျွန်တော်တို့အောက်မှာတင်ရတယ်တော့ပြည်တယ်ပေါ့နော်ဒီလိုကျွန်တော်တို့ခုလိုကြောင်တဲ့ပုံစံ coin resistance ပြောင်းလဲတဲ့ပုံစံပူလာရင်ကားနဲ့စီးရမခံနိုင်မဲ့ပြောင်းသွားတဲ့ဟာမျိုးဆိုရင်ကျွန်တော်တို့ကပြောလိုပဲအခြေအနေမျိုးမှာတော့ရကြောင်သွားနိုင်တယ်ကိုယ်ရတိုင်းဖြစ်နိုင်တယ် mood setting တွေပြောင်းသွားတာတွေဖြစ်နိုင်တယ်နော် mood setting တွေပြောင်းသွားနိုင်တယ်တော့ဒီလိုရဲ့မကောင်းတဲ့လက္ခဏာတွေပေါ့နော်ဒါအတူတူနဲ့ဆုံးဖြတ်မယ်ဆိုတော့အဲ့လိုဆုံးဖြတ်ရတာမူခါဟာပြောင်းနေဆိုရင်ကျွန်တော်တို့ကျန်တာရဲ့ပုံလုပ်ပြီးကြပြီဆိုရင်နော်ဇယ်မဖြစ်နေလေလက်ကြည့်တယ်ပေါ့နော်ဒါကြောင့်အခုဒီမိုင်းကိုထပ်ပြီးရဆရာတို့ကိုညှောက်ဝေးပေးပါမယ်နော်ဘောတာရှိတဲ့ညောင်းမေးလို့ရပါတယ်ဒီမှာ